တိုင်းမှာတော့စကားလွန်ခဲ့တဲ့ဘယ်နှစ်တော့9နှစ်လောက်ကကျွန်တော် basic ရော level 1ရော level 2ရောပြီးရတယ်ဒါပေမဲ့ခုဘာမှမလုပ်တော့ဘာမှမမှတ်မိတော့လို့ကျွန်တော်ပြန်ပြီးတော့ကောကင်နေပြန်စပြီးတော့မှပြန်လေ့လာမလို့စိတ်ကူးပြီးလို့ပေါ့နော်အဲ့ဒါခုမှပြန်ပြီးတော့ပြန်နေစတင်လိုက်တာပါဟိုစကလုံးတွေကဟိုပြောရင်အဲ့လိုက်တဲ့အချိန်မှာဘာသိလဲဆိုစကပြောကအဲ့လောက်မခက်ပဲနဲ့အဖက်ကပိုခက်တယ်ပေါ့နော်ကျွန်တော်အတွက်တော့လေ speaking အဲ့လောက်မခက်ဘူးပေါ့ reading ဟိုတကယ်မှန်မှန်ကန်ကန်အတန်ထွက်ပြီးတော့မှထွက်တတ်ဖို့တော့ခက်တယ်လို့တော့ထင်တယ်အဲ့လိုမျိုးလို့ကျွန်တော်ခံစားမိအောင်နော်ဟုတ်ကျေးဇူးပါကပါကျေးဇူးပါဗျโอเคဆိုတော့နောက်တစ်ချက်ကျွန်တော်ဆက်သွားကြမယ်ပေါ့နော်ပေါ့ပါပါပဲโอเคအဲ့တော့နောက်တစ်ယောက်ကဘရတာမောင်စင်ယူမင်္ဂလာပါမင်္ဂလာပါဟုတ်နော်အခုကပထမနေ့နေရတယ်သင်တာတော့ခုမှ4-5လပဲရှိရောရောက်တာတော့2နှစ်တော့ရှိပြီဟုတ်ပြောရင်ဒီများပြောတာနားနေတော့ပြန်မပြောတတ်ဘူးလို့ဖြစ်ဟုတ်ကဲ့ပါပဲဘိုင်းနေအားနေနေတယ်တော့မသိကိုဒီကြောင့်ရှင်းပြပေးပါဟုတ်ကဲ့ပါဆိုတော့ကျွန်တော်နောက်တစ်ယောက်ဆက်သွားမယ်ပေါ့နော်ပေါ့ပါပဲအလုံးတောင်းတော့ရင်းနှီးနှီးဖြစ်သွားလို့ပေါ့နော်ဒီ zone join တဲ့ခါကျတောင်းတော့မသိဘဲနဲ့ကြောက်နေကြမှာဆိုလို့ပေါ့နော်အခုလိုဗီဒီယိုကြီးပိတ်ပြီးတော့စတာပါဆိုတော့နောက်ထပ်တစ်ယောက်ဆက်သွားမယ်နောက်ထပ်တစ်ယောက်ကမအီအီဖြူမင်္ဂလာပါခင်ဗျာမိတ်ဆက်ပေးပါဦးနာမည်ရဲ့လက်ရှိထိုင်းနိုင်ငံမှာနေတာဘယ်လောက်ကြာပြီလဲပေါ့နော်နည်းနည်းလေးပါအလုံးโอเคမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမောင်တန်းစလဲမင်္ဂလာပါဒီမှာထိုင်းမှာရောက်တာတော့2နှစ်လောက်ရှိပါပြီထိုင်းစာလေ့လာနေတာက1လပိုင်း2လပိုင်းအဲ့လောက်ကနေစလေ့လာနေပေါ့ဒါပေမဲ့တိုင်းမလုံးနိုင်ပါဘူးအလုပ်ချိန်နေဆိုတော့အခုကလည်းဒီလိုမဖွင့်တာနည်းနည်းပတ်ဝန်းကျင်ခက်ခဲကြောင်းဖွင့်လိုက်တာပါရှင်ပြီးရင်ကြောပိုင်းမဲ့လေ့လာနေရပါမဲဆောက်မှနေရတယ်ဟုတ်ကဲ့ပါတင်ပါတယ်ဗျဆိုတော့နောက်တစ်ယောက်ဆက်တာလိုက်မယ်ပေါ့နော်နောက်တစ်ယောက်ကဘရတာအောင်ကျော်သူမင်္ဂလာပါခင်ဗျာဟုတ်ကဲ့brother မင်္ဂလာပါကျွန်တော်ကတော့ဒီချင်းမိုင်မှာနေပါတယ်စသဖြင့်တော့ဘန်ကောက်မှာ6လလောက်နေရပေါ့နော်ဒီဘက်ကိုရောက်လာ6လကျော်ကျော်လို့ရှိတော့စုစုပေါင်းတစ်နှစ်ပြည့်ပေါ့ဒီရောက်တာဟုတ်လက်ရှိကတော့ဘာသာစကားကိုဆရာကိုနိုင်ဆိုပြီးမှတင်နေပါတယ်တလားတော့ပြည့်ပါတယ်ပြန်တော့ပြန်ပါသေးတယ်လေးလာဖို့ဆက်ပြီးတော့ဟုတ်အရင်ဟိုပါပေါ့နော်တချို့ဟိုစာတွေမပြောတတ်သေးဘူးပေါ့နော်အရင်ကျွမ်းကျင်မရသေးဘူးအခုမှဟိုဖြစ်တာတော့ဆိုရတဲ့ကြောင့်ကူညီပေးပါဦးကျေးဇူးပါကျေးဇူးပါဆိုတော့နောက်တစ်ဆက်သက်ပါမယ်ခင်ဗျာဘရတာဖြိုးဝေနိုင်မင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုဟုတ်โอเคပေါ့ပါပဲကျွန်တော်ကိုယ်ကိုမိတ်ဆက်ပေးမယ်ပေါ့နော်နာမည်ရဲ့လက်ရှိထိုင်းနိုင်ငံမှာနေတာဘယ်လောက်ကြာပြီလဲထိုင်းသားလေးလားဘယ်လောက်ကြာလဲဟုတ်ကဲ့ဟုတ်နော်ဟာတော့ဒီတယ်ပေါ့နော်ဒီတော့ယူတယ်နော်တကယ်တဲ့နေရာโอเคကျွန်တော်ဘက်က line မကောင်းတာလည်းတူတယ်နည်းနည်းလေးစကားထက်သူ
ကျွန်တော်ဘက်ကဖြစ်တာထင်မယ်โอเคပါ ဟုတ်ဘူးဒီဘက်ကလည်းမကြား အော်ဒေါသဘက်ကလိုင်းမကောင်းတာနေမယ် သူ့ဘက်ကဖြစ်တယ်ဟုတ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မိတ်ဆက်ပြီလို့ဆိုတော့နောက်တစ်ဆက်သွားလိုက်မယ်ပေါ့နော်မနင်းချစ်စောမင်္ဂလာပါခင်ဗျာကိုလေးမိတ်ဆက်ပေးပါအောင်ပေါ့နော်ကျန်တဲ့သူတွေကမိတ်ဆက်ပြီးသား မင်္ဂလာပါကျွန်တော်တန်ကြားလားမင်္ဂလာပါဗျမိတ်ဆက်ပြပါအောင် ကျွန်တော်အမင်းနဲ့ကျဲလာတယ် ဟုတ်ကြက်မင်္ဂလာပါ မှန်တယ် ဒါမှမကောင်းဘူးထင်တယ်ကျွန်တော်ပြတာဖြစ်ပါโอเคပါကျွန်တော်ဆိုတော့အားလုံးဒီနေ့အချိန်ပေးရတဲ့တိုင်အောင်လို့ကျွန်တော်တို့စလိုက်ကြမယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့သင်ခန်းစာကတော့ screw ထဲမှာပြထားတဲ့အတိုင်းပါပဲကျွန်တော်မတ်တရာမက်ကိုကတ်တဲ့အကြောင်းကိုဒီနေ့မှာလေ့လာသွားကြမှာဖြစ်တယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ဒီလေ့ကျင့်ခန်းလည်းပါတယ်ဆိုတော့လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီးတော့ကိုကလေ့ကျင့်ပြီးတော့ဒီလိုရိုက်ပြီးတော့ကျွန်တော်စီပို့ပြီးလို့လည်းရတယ်ကျွန်တော်စစ်ပေးလို့လည်းကျွန်တော်စစ်ပေးမယ်ပေါ့နော်မပို့လည်းရတယ်မကျင့်လည်းရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်စလိုက်ကြမယ်ပေါ့နော်โอเคပါဆိုတော့ကျွန်တော်စကွင်းတစ်ချက်ရှင်းလိုက်ပြီပေါ့နော်အဲ့တော့မြင်ရလားမသိဘူး ဟုတ်တယ် ရမ်းပါတယ် ဒီထဲမှာကအသက်ကြောင်းနေနဲ့ပတ်သက်ပြီးတော့အသက်ကြောင်းနဲ့ပတ်သက်ပြီးတော့နားလေးတဲ့သူပါလားမသိဘူးအသက်ကြောင်းနဲ့သိတဲ့သူတွေပေါ့နော်ပါလားမသိဘူးစာပိုင်းတင်တဲ့နေ့ပိုင်းတက်ထားတဲ့သူတွေအဲဆိုလို့ရှိရင်တော့ဒါရရင်းနှီးပြီးသားဖြစ်ရင်ဖြစ်လိမ့်မယ်ပေါ့နော်အဓိကကျွန်တော်ဟိုအသက်ပိုင်းနဲ့အသက်ကြောင်းနဲ့ပတ်သက်ပြီးတော့မသိသေးတာမရှင်းသေးတာပို့ပြီးအသေးချာချင်တာသူတွေအတွက်ကျွန်တော်ပို့ပြီးရှိရပါတယ်ဆိုတော့ကျွန်တော်စပြီးတော့လေ့လာကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒီသင်ခန်းစာမရောက်ခင်မှာကျွန်တော်အရှိကဒါပြီးခဲ့တဲ့တနေ့ကကျွန်တော်သင်ခန်းစာတစ်ခုဒီအသက်အုပ်စုကိုအုပ်စုကြောင့်ကျွန်တော် sharing video တင်ပေးဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကအဲ့ဒီ video မှာကျွန်တော်တို့ကဒီအသက်မပါတဲ့စကားလုံးအုပ်စုကိုကျွန်တော်တို့လေ့လာခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကကျွန်တော်အသက်ပါတဲ့အုပ်စုကိုလေ့လာမှာဖြစ်ပါတယ်အသက်ကကျွန်တော်10မျိုးရှိတာပေါ့နော်ဆိုတော့10မျိုးလုံး10မျိုးရှိတယ်ပြီးတော့10မျိုးလုံးကိုရှင်းပြဖို့ဆိုလို့ရှိရင်ကျွန်တော်က video တစ်ပုဒ်ထဲနဲ့မရဘူးပေါ့နော်အရန်ကြာတယ်ပေါ့နော်အဲကြောင့်မလို့အတန်အတွက်တစ်ခုကြီးစီအသက်တစ်ခုကြီးစီတောင်ကျွန်တော်ကသေချာရဖို့လိုတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်အသက်တစ်ခုကို video တစ်ပုဒ်အသက်တစ်ခု video တစ်ပုဒ်နဲ့ share လုပ်ပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စပြီးတော့လေ့လာကြည့်ကြပါမယ်ဟိုကဒီဟာနဲ့ပတ်သက်ပြီးတော့မရှင်းတာနားမလဲတာဒါမှမဟုတ်သိချင်တာတစ်ခုနဲ့ပတ်သက်ပြီးတော့လည်းမေးလို့ရပါတယ်ပေါ့နော်ဒီဇွန်ချက်ကနေမေးလို့ရပါတယ်ဗျโอเคကျွန်တော်စလိုက်မယ်ပေါ့နော်ကျွန်တော်ဒီနေ့သင်ခန်းစာကမတ္တရာမက်ကိုကတ်တက်ဖြစ်တယ်ဆိုတော့ကတ်တက်မှာကျွန်တော်အတန်ထွက်တဲ့ခါကြလို့ရှိရင်အတန်ထွက်ရဲ့အဆုံးမှာအာကောင်တန်ကတ်တက်နဲ့အဆုံးသက်ပေးရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဘီနဲ့တရာနဲ့ပေါင်းပြီးလို့ဆိုလို့ရှိရင်အနောက်မှာကျွန်တော်အသက်တစ်ခုလိုက်လာတယ်ဆိုတော့အဲ့ဒီဘီနဲ့တရာပေါင်းဆက်လို့ထွက်တဲ့အတန်ရဲ့နောက်ဆုံးအတန်ထွက်ရဲ့အဆုံးမှာအဲ့ဒီကတ်တက်အတန်နဲ့လေကောင်းဒီအာကောင်တန်နဲ့အဆုံးသက်ပေးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်မှတ်ထားမှာကဒီအသက်ဆိုတာဘာလဲပေါ့နော်ကတက်ကဘာလဲဆိုလို့ရှိရင်ဘီနဲ့တရာနဲ့ပေါင်းဆက်ပြီးအနောက်မှာကောကင်ပါလာတယ်သို့မဟုတ်ခေါ်ခိုင်ခေါ်ခွိုင်ခေါ်ရခန်ဒီဘီသုံးလုံးပါလာတယ်ဆိုလို့ရှိရင်လေကတက်အတန်ပဲထွက်ပေးရမှာဖြစ်တယ်အဲ့တော့ဒီဘီသုံးလုံးကကျွန်တော်ဒီကတက်ထဲမှာပါဝင်တဲ့ဘီသုံးလုံးဖြစ်တယ်ပေါ့နော်စာပိုင်းရေးကနေသူဆိုလို့ရှိရင်ဒါမှတ်ထားဖို့လိုတယ်ပေါ့နော်ကျွန်တော်စကလုံးတွေဟောရတဲ့မှာဒီကတ်တက်နေရာမှာဒီနောက်ကဘီသုံးလုံးနဲ့ပါလာတဲ့ခါကျရင်လေအဲ့ဒီအတက်ကိုကတ်တက်ဆိုတာသိရမယ်ပေါ့နော်ကတ်တက်အတန်ပဲထွက်ပေးရမယ်ပေါ့နော်
ဆိုတော့စာပိုင်းလေးနဲ့ရတဲ့သူတွေအတွက်ကျွန်တော်ကထိုင်းလိုလေးပဲရေးပေးထားပါတယ်မတရာတောစကုတ်မဲ့ကိုคือแม่ကိုဆိုတာကတဲ့ကျွန်တော်คันที่มีကောစကုတ်คันที่มีကောစကုတ်ဒီကောကင်ပါတဲ့ကောကင်ပေါင်းဆက်ထားတဲ့စကားလုံးหรือဒါမှမဟုတ်ตัวอื่นที่มีเสียงเหมือนကောสကုတ်ပြီးရင်ได้แก่ตัวขอไข่คอควายคอระคันပြောချင်တာကဒီကောကင်ပါတဲ့စကားလုံးမှာကောကင်ပါတဲ့စကားလုံးကကောကင်ပါတဲ့စကားလုံးမှာဒါမှမဟုတ်တခြားစကားလုံးဖြစ်တဲ့ခေါ်ခိုင်ရယ်ခေါ်ခွိုင်းရယ်ခေါ်ရခန့်ရယ်ဒီသုံးလုံးပါလာတယ်ဆိုလို့ရှိရင်လေကတက်ကိုပဲအတန်ထွက်ပြရမှာဖြစ်ပါတယ်ဆိုတော့အောက်မှာကျွန်တော်တို့ထိုင်းလို့ကျွန်တော်အတန်ထွက်ကိုလေ့ကျင့်ကြည့်ရမယ်ပထမတစ်ခုကဒီဘက်မှာကျွန်တော်ဘီရှိမယ်ဒီဘက်မှာကျတော့ဘီရဲ့တရရရှိမယ်ဒီဘက်မှာကနောက်ကကပ်ပါလာတဲ့ဘီတစ်လုံးပါမယ်ဆိုတော့အဲ့ဒီသုံးခုပေါင်းလို့ဒီဘက်မှာကစကားလုံးဝါဟာရတစ်ခုဖြစ်တယ်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ဘီနဲ့တရနဲ့ပေါင်းဆက်မယ်အဲ့ဒီပေါင်းဆက်တဲ့နောက်မှာကျွန်တော်တို့ကဘီတစ်လုံးနောက်ကကပ်ပါလာတယ်ဆိုလို့ရှိရင်အဲ့ဒီဘီကဘာဘီလဲဆိုတာသိဖို့လိုတယ်ဒီမှာကောကင်ဆိုလို့ရှိရင်အဲ့ဒါကတ်တက်အဲ့တော့ကတ်တက်တန်နဲ့ထွက်ပြရမယ်ဘယ်လိုမျိုးလဲဆိုတော့လောဥကောလူလောဥကောလူအဲ့တော့အတတ်မပါဘဲနဲ့အတန်ထွက်ရမယ်ဆိုလို့ရှိရင်လောဥလူမှာကျွန်တော်တို့ကကတ်တဲ့အတန်နဲ့အတန်ထွက်ရအဆုံးမှာတက်ပြရတယ်ပေါ့နော်လောဥကောလူအာကောင်တန်နဲ့ကတ်တက်နဲ့အဆုံးတက်ပြရတယ်လောဥကောလူနောက်တစ်လုံးဆက်လက်လိုက်ချင်ရမယ်ပေါ့နော်နောက်တစ်လုံးကလည်းကျွန်တော်ဘီရှိမယ်ပြီးရင်ဘီနဲ့စရာနဲ့ပေါင်းထားရှိမယ်ပြီးရင်အနောက်ကနေပြီးတော့ဘီတစ်လုံးကပ်ပါလာမယ်အတက်ပါလာပဲအဲ့ဒါကိုကျွန်တော်ကစလုံးပေါင်းဖတ်တဲ့ခါကျရင်အတန်ထွက်တဲ့ခါကျရင်ပေါ်အာကောပတ်ဒီနာမသတိထားမှာကျွန်တော်ကတ်တက်ကအတန်သေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီအတရှင်မျိုးထဲမှာအတန်သေးသုံးလုံးပါတယ်ပေါ့နော်ဆိုတော့အတန်သေးသုံးလုံးထဲမှာတစ်ခုကဒီကတ်တက်ပေါ့နော်ဆိုတော့ကတ်တက်ဆိုတော့အတန်သေးဆိုတာကကျွန်တော်အတန်တွဲလို့ရှိရင်အတန်ကိုမရှိသွားဘဲနဲ့အတန်ကိုဖျက်ချခဲ့ရမှာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ပါဆိုပြီးအဲ့လိုအတန်ညာရှည်သွားလို့မရဘူးအတန်ကိုဖျက်ချခဲ့ရတယ်ပါโอเคနောက်တစ်လုံးထပ်လေးလာကြမယ်ပေါ့နော်ဆိုတော့နောက်တစ်လုံးကလည်း roria ကိုရာတန်မရရင်လာတန်နဲ့စားထုတ်ဖတ်လို့ရတယ်ဆိုတော့ဒီဘက်မှာဖြီးရှိမယ်ဖြီးနဲ့တရာနဲ့ပေါင်းဆက်ထားမယ်ရောအာရာအဲ့ရာကိုမှာကတ်တက်နဲ့စုံကတ်တက်ပါလာတယ်ဆိုလို့ရှိရင်ရောအာကောရာကတ်တက်နဲ့အဆုံးအတန်ထွက်ရအဆုံးမှာကတ်တက်နဲ့အတန်ကိုအဆုံးသက်ပေးရမယ်ပေါ့နော်ဆိုတော့ဒါကစာပိုင်းလေးလာတဲ့သူတွေအတွက်နောက်တဲ့စာမျက်နှာတစ်ခုမှာကျွန်တော်တို့ဆက်သွားခြင်းပဲနောက်တဲ့စာမျက်နှာတစ်ခုမှာကျွန်တော်တို့ ฝึกอันแม่กกဒီကတဲ့အဖက်လေးကျင့်မှာပေါ့နော်ဒါကကြတော့ကျွန်တော်စာပိုင်းလေးလာတဲ့သူရောကျွန်တော်စကားပြောပိုင်းလေးလာတဲ့သူရောနှစ်ခုလုံးအတွက်အဆင်ပြေအောင်လို့ကျွန်တော်ဒီအတန်တွဲလေးနဲ့ပါသိရှိကြလေးရေးပေးထားပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းရှေ့မှာပြေးရှိမယ်ပြီးရင်တရာရှိမယ်ပြီးရင်နောက်ကအတက်ပါလာမယ်ပြီးရင်အဲ့ဒါကိုပေါင်းဆက်မယ်ပြီးရင်အထိပ္ပယ်တစ်ခုရှိမယ်အဲ့တော့ရောအီယာကောရိယရောအီယာကောရိယအဲ့ဒါကိုလျက်လာအတန်နဲ့လည်းတန်ထွက်လို့ရတယ်လျက်ခေါ်တယ်ဆိုတော့နောက်တစ်ခုဆိုလို့ရှိရင်လေထောဦးထူအဲ့ဒါကိုမှကတ်တက်နဲ့လာပေါင်းတဲ့ခါကျရင်ထောဦးကောထူမှန်ကန်တယ်နောက်တစ်ခုဆိုလို့ရှိရင်ဘီပါမယ်ပြီးရင်စရပါမယ်ပြီးရင်အတက်ပါမယ်ပြီးရင်ဟောရစကလုံးဖြစ်မယ်ပြီးရင်အောကောအောထွက်တယ်နောက်တစ်ခုကကြတော့ချောအူအာကောချွတ်အဲ့တော့ကတ်တက်ကအတန်ထွက်ရတာအရင်မခတ်ဘူးပေါ့နော်ကျွန်တော်ဒီလေချောင်းတန်မှာအဲ့ဒီကတ်တက်နဲ့အတန်ထွက်ရဆုံးမှာပိတ်လိုက်ရုံပဲချောအူအာကောချွတ်အဲ့တော့အတန်မပါပဲနဲ့အဲ့ဒီအတန်မပါပဲကျွန်တော်အတန်ထွက်မယ်ဆိုလို့ရှိရင်ချောအူအာချွတ်အောင်မှာကတ်တက်နဲ့ကျွန်တော်တို့ပါလိုက်တယ်ဆိုလို့ရှိရင်ချွတ်ကျိုး
အားလုံးအတန်ရှင်းရလားမသိဘူးပေါ့နော်ကျွန်တော်တစ်ချက်လား ရှင်းပါတယ် မှန်တယ် မှာလေ โอเคကျွန်တော်အဲ့လိုဆက်သွားကြမယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာမှာကျွန်တော်တို့ကဒီမဲ့ကိုကတ်တက်ရဲ့အတန်အတွက်ကိုကျွန်တော်ကလေ့ကျင့်ပါဒါပေမဲ့ဒီကတ်တက်ရဲ့အတန်အတွက်ကိုလေ့ကျင့်ရင်းနဲ့ကျွန်တော်တို့ကဒီဝါဟာရတွေပါတစ်ခါလေးကြက်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တစ်ချက်ခုနှစ်ချက်ပြတ်ပဲပေါ့နော်ကျွန်တော်မီနင်းကိုပဲတက်တက်ကြက်ဆရာမလို့ဒီကတ်တက်ဆိုရင်ကတ်တက်ပါတဲ့အဟာတွေကိုကြက်လိုက်ခြင်းအဖြစ်ကတ်တက်ရဲ့အတန်ကိုလေရသွားမယ်ဒီဝါဟာရစကလုံးတွေကိုလည်းကိုကတိသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်စပ်ပြီးတော့အတန်ထက်လေ့ကျင့်ကြမယ်คำศัพท์แม่กกก็แต่สกลงนี่บ่เนาะคำศัพท์แม่กกปฐมတစ်ခုကเรียกเรียกเรียกခေါ်တယ်ခေါ်တာကိုเรียกเรียกเรียกခေါ်တယ်နောက်တစ်ခုကရုပ်လက်โอเคကျွန်တော်စလုံးပေါင်းပြဖို့လိုလားမသိဘူးတခြားလား ပေါင်းပြန်တော့ကောင်းတော့ ပေါင်းပြပေးရင် โอเคပါကျွန်တော်စလုံးပေါင်းပြပေးမယ်ပေါ့နော်အဲဆိုလို့ရှိရင်ဟိုစလုံးပေါင်းပြတဲ့ခါကျတော့စာပိုင်းမသိရသူတွေအတွက်နည်းနည်းလေးအဆင်မပြေဖြစ်မှာလေဆိုရပေါ့နော်အဲအကြောင်းပါဒါပေမဲ့လို့ပေါင်းပြရင်ပိုကောင်းတယ်ဆိုရင်ကျွန်တော်ပေါင်းပြပေးပါမယ်ရောအီယာကောရိယရိယခေါ်တယ်ဆိုတော့ကိုကစာပိုင်းမသိဘူးဆိုတဲ့ကိစ္စမရှိဘူးကျွန်တော်တို့ဒီစကလုံးတွေရဲ့အတန်အတွက်ကိုစာရေးတဲ့အခါမှာကျွန်တော်အသက်တွေထည့်ပေးထားရတယ်ပေါ့နော်ကျွန်တော်တခြား share လုပ်တဲ့ဗီဒီယိုတွေပဲကြည့်ကြည့်အတန်အတွက်တွေမှာကျွန်တော်အသက်လေးရှိတယ်အဲ့တော့ကိုကအသက်ကိုမြင်လို့ရှိရင်အဲ့ဒီအသက်ကဘာတက်လဲဆိုတာကိုသိတိုင်းရပြီပေါ့နော်ဒီမှာကျွန်တော်လေ့ကျင့်သွားမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ရိယဆိုတဲ့စကားမှာကျွန်တော်ဒီမှာကတ်တက်လေးပါတယ်ပေါ့နော်အဲ့တော့ကတ်တက်ပိုင်းကတ်တက်ကိုအတန်ဘယ်လိုထွက်ရမလဲကျွန်တော်တို့အာကောင်တန်နဲ့ကတ်တက်ကိုအတန်ထွက်ပြရမယ်ပေါ့နော်ရောအီယာကောရိယရိယရိယခေါ်တယ်နောက်တစ်ခုကကြတော့ဖြတ်သိမ်းတာကိုယိုလက်ယိုလက်ယိုလက်ယောအုတ်ကောယုတ်လောကောလက်ယုတ်လက်ယုတ်လက်ဒီမှာဆိုလို့ရှိရင်လေဝင်းသားခွေဝင်လင်ကတ်တက်ပါတယ်အဲ့တော့ကတ်တက်ကနှစ်ခုလုံးပါတယ်နှစ်ခုလုံးကတ်တက်အတန်ထည့်ပြရမယ်ယုတ်လက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 ်ဖြတ်သိမ်းတယ်နောက်တစ်ခုကကဘာလုံးကိုလောအိုကောလုတ်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 ကဘာလုံးလုတ်အတန်တော့ရဆုံးမှာကတ်တက်နဲ့လေချောင်းတန်နဲ့ဆုံးသက်ပြီးမယ်နောက်တစ်ခုကပြောတယ်ဘောအောကောဘောဘောကောဘောဘောအဲ့တော့ဒီမှာကျွန်တော်ပြောခဲ့သလိုပဲကတ်တက်ကအတန်စီဖြစ်တယ်အဲ့တော့ကတ်တက်မပါဘဲနဲ့ရှင်းမှာဘောအောဘောအောဘောဘောအောဘောအဲ့တော့ကတ်တက်ထည့်လိုက်တဲ့ခါကျတော့အတန်ပြတ်သွားတယ်ပေါ့နော်ဘောအောကောဘောဘောဘောပြောတယ်ဘောပြောတယ်ကျွန်တော်စာရှင်းပြတဲ့ခါကျရင်မြန်နေလို့ရှိရင်တစ်ချက်တော့ပြောပြပေါ့နော်ကျွန်တော်ဟိုနောက်ထောင်လာအဆင်မပြေမှာစိုးလို့ပေါ့နော်နောက်တစ်ခုကကျွန်တော်အပေါင်းကိုဘိုဝါဘောဥဝါကောဘိုဝါအပေါင်းခက်ခဲတာကိုယောအာကောယခက်ခဲတယ်အဲ့တော့ဒီမှာလဲကတ်တက်ပါတယ်ကတ်တက်အတန်ထွက်နေပဲအတန်ထွက်ရဲ့အဆုံးမှာဆုံးသက်ပြီးမယ်ယအဲ့တော့အတတ်မပါဘဲနဲ့ဒီမြန်မာစာအတန်ထွက်ကိုပဲအတတ်မပါဘဲနဲ့ကျွန်တော်ဖတ်မယ်ဆိုရင်ရပလက်ရေးချအောက်ကမဲ့ယဆိုပြီးတော့အတန်ထွက်မှာဒါပေမဲ့အတတ်နဲ့ပြောမယ်ဆိုလို့ရှိရင်ယခက်ခဲတယ်နောက်တစ်ခုကကြတော့အပြင်ဘက်မှာဆိုလို့ရှိရင်ข้างนอกအပြင်ဘက်คออางอข้างไม่ถูกข้างนออกอนอกข้างนอกအပြင်ဘက်ข้างဆိုတဲ့စကားမှာဆိုလို့ရှိရင်လည်းငါးတက်ပါတယ်ပေါ့နော်ဆိုတော့ဒီငါးတက်ဒီအတက်တွေကနောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့ကျွန်တော်တို့ share လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီတက်မှာကတ်တက်နောက်က knock ဆိုတဲ့အတန်လေးပေါ့နော်ข้างนอกအပြင်ဘက်နောက်တစ်ခုကကြတော့တာကိုลูกชายตาဆိုတော့ဒီအတန်တက်ကိုအားလုံးရမလားမသိဘူးကျွန်တော်အတန်ထွက်ပြရမလားမသိဘူး ဟုတ်ရပါတယ် ရပါတယ်
ဆိုလို့ရှိရင်ကျွန်တော်တက်တစ်ခုထပ်သွားလိုက်မယ်ပေါ့နော်ဆိုတော့အရင်တော့ကျွန်တော်ဒါတွေကိုအတန်ထွက်တဲ့ဟာလေးကိုကျွန်တော်ရှင်းပြပေးမယ်ပြီးလို့ရှိရင်ဒါတွေကိုတစ်ခုချင်းစီကျွန်တော် screen shot ရိုက်ဖို့အတွက်ကျွန်တော်အချိန်ပေးမယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းတွေလုပ်လို့ရအောင်ပြီးတော့ဒီ zone record ကိုလည်းကျွန်တော်တို့ဒီ Telegram group ထဲမှာကျွန်တော်ရှိတဲ့ Telegram group ထဲမှာကျွန်တော်ပြန်တင်ပေးပေးမယ်ပေါ့နော်ဆိုတော့အသေးကွဲတယ်အသေးကွဲတာကိုโอเคအသေးကွဲတာကိုอกหัก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 อ้อกก็อกอ้อกก็อกဟောအကောหักอกหักอกหักอกหักအသေးကွဲတယ်อกหักအသေးကွဲတယ်အဲ့တော့အတန်တက်ပိုင်းမှာအားနေတဲ့သူဆိုလို့ရှိရင်အစာပိုင်းမှာကျွန်တော်လေ့ကျင့်တဲ့အခါကျရင်အတန်တက်မှန်အောင်ပဲလေ့ကျင့်မယ်ပေါ့နော်အဲ့လေ့ကျင့်မှများလာတဲ့အခါကျရင်ဗဇက်ကဆွဲသွားလိမ့်မယ်ကျွန်တော်ပထမလေ့ကျင့်တာလောက်ကျွန်တော်မနေတော့ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့မတင်တယ်မတင်တာကိုယုတ်ယောအုတ်ကောယုတ်ယောအုတ်ကောယုတ်ယုတ်ယုတ်မတင်တယ်ယုတ်မတင်တယ်နောက်တစ်ခုကအရွက်ဆိုလို့ရှိရင်ဟောအကောဖတ်ဟောအကောဖတ်ဖတ်အရွက်အဲ့တော့ခုနအတိုင်းပဲနောက်ကကားသက်မပါဘဲနဲ့အရှိကမြန်မာလိုအတန်တက်မှာဆိုလို့ရှိရင်အရှိကနောက်ကကားသက်မပါဘဲနဲ့အရှိကစကလုံးပဲအတန်ဖတ်မယ်ဆိုလို့ရှိရင်ဖောအောက်ကမြင်ဖအဲ့ဒီဖကိုမှာကားသက်နဲ့ကျွန်တော်တို့အတန်တက်ရဆိုမှပိတ်ပေးရတယ်ဖအရွက်အရွက်နောက်တစ်ခုကအယံကမากမောအာကောမากအယံနောက်တစ်ခုကအဆောက်အုံကိုတူတောဥကောတူဒီစကလုံးကဒီစရကျတော့လေချောင်းတန်ပါတယ်ပေါ့နော်လေချောင်းတန်ပါတယ်မြန်မာစရမရှိတဲ့ခါကျတော့အတန်တက်ကိုကျွန်တော်အနည်းဆက်ဆုံးပဲရေးလို့ရတယ်ပေါ့နော်တူတောဥကောတူအဆောက်အုံနောက်ထပ်ကဤအော်ဤကောဤနောက်ထပ်ဤနောက်တစ်ခုကကြတော့စိုက်ပျိုးတာကိုဘလူစိုက်ပျိုးတယ်ဘလူစိုက်ပျိုးတယ်နောက်ဆုံးတစ်ခုကကွဲတာကိုတဲတော်အေကောတဲကွဲတယ်ဆိုတော့ဒါကဒီထိပဲပေါ့နော်ကျွန်တော်အတန်ထွက်လေ့ကျင့်တာဒီထိပဲအဲ့တော့ကျွန်တော်အတန်ထွက်လဲရမယ်ပြီးရင်ဒီဝါရ16လုံးလဲရသွားတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့သေချာလေးကိုပေါ့နော်ဒီကတ်တက်နဲ့ပတ်သက်ပြီးတော့နားလဲသွားပြီဆိုတော့ဒီလိုရှင်းပြလိုက်ရဆိုလို့ရှိရင်အားလုံးကနားလဲကြမယ်ဒါပေမဲ့ရသွားပြီလားဆိုတော့ရတဲ့အဆင့်ကိုကျွန်တော်ကမရောက်သေးဘူးပေါ့နော်ဆိုတော့ရတဲ့အဆင့်ရောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကလေ့ကျင့်ရတယ်ဆိုတော့လေ့ကျင့်တဲ့အပိုင်းကိုလည်းကိုကဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ပြီးတော့ကျွန်တော်ဒီဗီဒီယိုပို့ group ထဲမှာလည်းဖြစ်ဒါမှမဟုတ်ဒီ personal chat box မှာပဲရှိဖြစ်ကျွန်တော်ပို့ပေးလို့ရတယ်ကျွန်တော်တခြားလေးချိန်ပြီးတော့စစ်ပေးမယ်ဒါကဒီ group ထဲမှာရှိနေတဲ့သူအတွက်ပဲကျွန်တော်လုပ်ပေးတာဖြစ်တယ်ပေါ့နော်အပြင်ကတခြားသူတွေလည်းမပါဘူးပေါ့နော်โอเคပါကျွန်တော်အဲ့ဆိုလို့ရှိရင်ကျွန်တော် screen shot ရိုက်ဖို့အတွက်ကျွန်တော်အချိန်လေးပေးပေးမယ်ပေါ့နော်အဲ့တော့1 2 3စကွန်ရိုက်ပြီးထင်ပါတယ်ကျွန်တော်တက်ကနေ3ထိရေးပေးမယ်ပေါ့နော်နောက်တစ်ခုကဒီစာမျက်နှာလေးပါဒါလေ့ကျင့်ဖို့အတွက်ပေါ့နော်လေ့ကျင့်ဖို့1 2 3နောက်တဲ့ slide ပါ1 2 3စကွန်ရိုက်တာမမီလိုက်ဘူးဆိုလို့ရှိရင်ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ပြန်ပြပေးမယ်နောက်ဆုံး slide ပါ1 2 3โอเคအဲ့တော့ကျွန်တော်အသက်တွေအဲ့လိုတကယ်လေးလာမယ်ဆိုအသက်တွေကမခတ်ဘူးတဲ့အသက်တွေကမခတ်ဘူးအသက်တွေက8ခုလောက်ဆိုတော့များတယ်ဆိုတာမှန်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းအသက်တွေကတော့နည်းနည်းလေးခတ်တယ်ပေါ့နော်ဒါကတ်သက်ဆိုတော့အစာပိုင်းအသက်တွေအဲ့လိုထိမခတ်ဘူးဆိုတော့အားလုံးနားလည်သဘောပေါက်မသွားမယ်လို့ထင်ပါတယ်ဒီထက်မှာအတန်ထွက်ပြီးတော့လေ့ကျင့်ခြင်းတဲ့သူရှိလားမသိဘူးတကယ်အတန်ထွက်ပြီးလေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာတစ်ခါလေးကျင့်သွားရရတယ်ပေါ့နော်ရမလားရပါတယ်
โอเคအဲ့ဆိုလို့ရှိရင် brother အောင်ကျော်သူကနေစလိုက်မယ်ပေါ့နော်ကျွန်တော်ဒီဟာကိုလေ့ကျင့်သွားမယ်ပေါ့နော်ဒီကတ်တက်ကျွန်တော်အတန်တက်လည်းရသွားမယ်မီနီဝါထားတယ်တစ်ခါရသွားမယ်ပေါ့နော် ကျွန်တော်ဟိုစားတော့မသိဘူးနော် အော်ရတယ်ကျွန်တော်ရတယ် မလိုပဲထွက်တော့မယ်ဟုတ် re ရဲ့ရုပ်လေလောဘောပူရยักခန်းတော့ลูกชายโอหักโยกปะมากตีอีกหรูแต่เอาไปแล้ว alright ဆိုတော့စာပိုင်းရတဲ့သူတယောက်လောက်စာပိုင်းရတဲ့သူရှိမယ် ဟုတ်အဲ့ဆိုကျွန်တော်သူကစလုံးပေါင်းပြီးဖတ်ပြနိုင်မယ် ဟုတ် brother ရောဤအကောရီယယောအိုကောယုတ်လောဤကောလိကယုတ်လိလောအိုကောလုကဘောအောကောဘောက်ဘောအိုအကောဘွားယောအကောယက်ချောအငေါချံမိုက်တိုချံsorry ခေါအငေါခံမိုက်တိုခံနောအကောနောခံနောလောဥကောလုကချောအယောချိုင်လုကချိုင်ဟောဥကောဥဟောအကောหักဥหักယောဥကောယုတ်ဖောအကောဖက်မောအကောမက်ဒေါ်ဣကောတိကအောဣကောဣပေါ်လောဥကောပလုကဒေါ်ဧကောတက် အဆင်ပြေဒီတက်ပို့ပြီးတော့လေ့ကျင့်မယ်ဆိုလို့ရှိရင်တက်လက်ပို့ပြီးတော့ပိုင်သွားမှာပေါ့နော် ဟုတ် ဆိုတော့နောက်ထပ်လေ့ကျင့်ခြင်းနဲ့သူရှိလို့ရှိရင်လည်းလေ့ကျင့်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ပြီးခဲ့မှာကိုယ့်ကတော့လေ့ကျင့်ပြီးတော့ဗီဒီယိုပို့ပြီးခြင်းလည်းရတယ်ပြီးလို့ရှိရင်အားလုံးအတွက် bonus တစ်ခုရှိရပေါ့နော်ကျွန်တော်ဒီထဲမှာအစမပါဘူးဒါပေမဲ့အားလုံးအတွက်ကျွန်တော်လုပ်ပေးချင်တယ်ပေါ့နော်ထိုင်းစကားစလေ့လာမယ်သူတွေတက်โอเคဒါဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးတစ်ခေါက်နေကျွန်တော်အတန်ထွက်ပြီးတော့ဖတ်ပြီးတော့ပါမယ်အဲ့တော့ဒီကတက်နဲ့ပတ်သက်ပြီးတော့အတန်ဘယ်လိုထွက်သွားလဲဆိုတာကိုတစ်ချက်လောက်အားလုံးတူတူနားထောင်ကြည့်ကြမယ်ခေါ်တာကိုကျွန်တော်ရောအီယာကောရိယက်ကိုလီယက်ကိုလို့လည်းတန်ထားလို့ရတယ်အဲ့တော့ဒီမှာကမြန်မာလိုတန်ထားဆိုလို့ရှိရင်တော့အရိယက်လို့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကကျွန်တော်ကအောက်ကမြင့်နဲ့ကတက်နဲ့ဒီလိုဖြစ်ရမှာပေါ့နော်အဲ့ဒါမှာအရိယခေါ်တယ်နောက်တစ်ခုကယုတ်lựcယောအုတ်ကောယုတ်လောအုတ်ကောlựcယုတ်lựcနောက်တစ်ခုကလောအိုကောလုတ်နောက်တစ်ခုကဘောအောကောပေါပြောတာကိုပေါပြောတယ်နောက်တစ်ခုကအပေါင်းကိုဘောဥဝကောဘိုဝခက်ခဲတာယောအာကောယက်ခက်ခဲတယ်အပြင်ဘက်ကခန်းนอกพออางอคังไม่ถูกข้างนออกนอกข้างนอกနောက်တစ်ခုကလောဥကောလူချောအာယောခြိုင်လုခြိုင်တာနောက်တစ်ခုကအောဥကောอกဟောအကောหักอกหักအသေးကွဲတယ်နောက်တစ်ခုကယောဥကောယုတ်မတင်တယ်နောက်တစ်ခုကဖောအကောဖากအရွက်အရန်ကိုမากမောအာကောမากအရန်နောက်တစ်ခုကအစအုံကကျွန်တော်လည်းကျောင်းသားပါတယ်တောဥကောตึနောက်ထပ်ကိုဤအော်ဤကောဤဆက်ပြောတာကိုဘလူအော်လောဥကောဘလူ
ကွဲတာကိုတော်အေကောတဲ့ကွဲတယ်ဆိုတော့အားလုံးရမလားမသိဘူးကျွန်တော်အတန်ထွက်ပြီးတော့ဖတ်ပြီးသွားတဲ့ဟာလေး ကျွန်တော်ဆိုတော့ screenshot ရိုက်ဖို့ဒုတိယစာမျက်နှာမပြီးလိုက်လို့ ဒီစာမျက်နှာလားမသိ ဟုတ်ကဲ့ဗျာဒီစာမျက်နှာလေးကကျွန်တော်ဟိုစာပိုင်းရတဲ့သူတော့စာပိုင်းမရတဲ့သူတော့ကျွန်တော်အတန်တွဲလေးနဲ့ဖြီးနဲ့မှာတစ်ခါရေးပြီးထားတာလေးပေါ့နော်ဒါလေးကအခြေခံဥပမာနမူနာအဖြစ်လေ့ကျင့်လို့ရအောင်ဆိုပြီးတော့ပေါ့နော်အဲ့တော့ကိုကပြင်းမရအောင်ဆိုလို့ရှင်တော့အတန်တွဲလေးဖတ်ပြီးတော့ပေါင်းတော့ရတယ်ဘယ်လိုလဲဆိုတော့ရောအီယာကောရိယခေါ်တယ်ရိယအဲ့လိုပဲမှန်ကန်တယ်ဆိုလို့ရှင်လေဒီမြန်မာအတန်တွဲကိုပဲဖတ်တော့ရတယ်ထောဦးကောထူအဲ့ဒီလိုလေးပေါ့နော်ဆိုတော့အခုရပြီလားမသိဘူးဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟာရရနော်အေးစေးအချိန်ရှိပါတယ်တော့ဒါကတ္တသင်္ကန်းစာပေါ့နော်ကတ္တသင်္ကန်းစာဆိုတော့အတ္တကကျွန်တော်တို့ပြောထားသလိုပဲအတ္တက10မျိုးရှိတယ်အတ္တမပါတဲ့စလုံးပေါင်းတွေက1မျိုးစုစုပေါင်း9အုပ်စုရှိတယ်ဆိုတော့9အုပ်စုတွေကကျွန်တော်တို့ဒီမတ္တရာမဲ့ကောကအတ္တမပါတဲ့စကားလုံးကကျွန်တော်ရှေ့သင်ခန်းစာမှာကျွန်တော် share တဲ့ဗီဒီယိုနဲ့တင်ပေးခဲ့ပြီးပြီဒီဗီဒီယိုကကြတော့ဒီနေ့လဲကျွန်တော်တင်ပေးပြီးပြီ YouTube မှာရော Facebook မှာရော Telegram မှာရော TikTok မှာတော့ကျွန်တော်ဗီဒီယို content အရှည်တော့မတင်ဘူးပေါ့နော်ဆိုတော့ဒီဇွန်နဲ့လုပ်ပေးတာကဒီက group ရဲ့အတူတွေစာစစ်ဖို့အကူအညီလိုတဲ့သူတွေအတွက်ကျွန်တော်ဒါ surprise အနေနဲ့အစီအစဉ်လေးကျွန်တော်အားလုံးနဲ့ကျွန်တော်နဲ့ရင်းနှီးနှီးဖြစ်အောင်ကျွန်တော်လုပ်ပြရပဲဖြစ်ပါတယ်အားလုံးတွေပေးရတဲ့အချိန်နဲ့အကျိုးရှိသွားလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်ဟုတ်ကျေးဇူးပါဦး ကျေးဇူးပါကျေးဇူးပါ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်နောက်ဆုံး bonus တစ်ခုလေးနဲ့ကျွန်တော် share လုပ်ပေးမယ်ပေါ့နော်ဒါကဒီထက်မှာကျွန်တော်အကိုအမားတွေ brother sister တွေကစာပိုင်းနဲ့ပတ်သက်ပြီးတော့တင်တဲ့ထားရသူတွေလည်းရှိလိမ့်မယ်ရာပြီးသားသူတွေလည်းရှိလိမ့်မယ်နည်းနည်းများပေါ့နော်ဆိုတော့ဒါကကျွန်တော်အခြေခံအားဖြင့်အခုမှစလေ့လာမဲ့သူကိုကျွန်တော် share လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ကိုကအခုမှထိုင်းစကားကိုစလေ့လာမယ်ဆိုလို့ရှိရင်တော်တော်များများကကျွန်တော်အပိုင်း2ပိုင်းရှိတယ်ပေါ့နော်ဒီစကားပြောအပိုင်းနဲ့စာပိုင်းဆိုပြီးတော့အပိုင်း2ခုခွဲထားတယ်ပေါ့နော်အဲ့တော့စကားပြောတီးတန့်လည်းတင်တက်လို့ရတယ်လို့ဒီစာပိုင်းအတန်းလည်းတွတ်တက်လို့လည်းရတယ်အဲ့တော့ဘယ်ဟာအရင်တက်ရမှာလဲဆိုလို့ရှိရင်ကိုယ့်ပေါ်မှာပဲမူတည်တယ်ပေါ့နော်အဲ့တော့ကိုကဘယ်လောက်ထိလေ့လာမှာလဲလုပ်ငန်းခွင်လိုအပ်ချက်ကြောင့်ကိုကတင်မှာဆိုလို့ရှိရင်စာပိုင်းနဲ့လိုအပ်လို့ရှိရင်စာပိုင်းကိုအရင်တင်လို့လည်းရတယ်လို့စကားပြောပိုင်းအတွက်လိုအပ်လို့ရှိရင်စကားပြောပိုင်းနဲ့အရင်လေ့လာလို့လည်းရတယ်ပေါ့နော်အဲ့တော့တော်တော်များများကတင်တန်းတွေကကျွန်တော်ဒီစာပိုင်းပြည်တရတွေစာပိုင်းကနေစပြီးတော့တင်တာများကြတယ်ပေါ့နော်တော်တော်များများလည်းအချိန်အဖြစ်ကျွန်တော်ထိုင်းစာပိုင်းကနေစလေ့လာတာများပါတယ်ဆိုတော့လေ့လာမယ်ဆိုရင်ကျွန်တော်ဘယ်လိုဆက်လေ့လာမှာလဲပေါ့နော်ဒါဆိုလို့ရှိရင်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်ပုံမှန်အားဖြင့်ပေါ့နော်အခြေခံအားဖြင့်သိထားမှာကကျွန်တော်ထိုင်းဘာသာစကားကိုဒီစာပိုင်းနေစလေ့လာမယ်ဆိုလို့ရှိရင်ဒီဘီ44လုံးကနေစလေ့လာရတယ်ပေါ့နော်အဲ့တော့ဘီ44လုံးကနေစလေ့လာတဲ့ခါကြလို့ရှိရင်ဒီတိုင်းဘီ44လုံးတွားပြီးတော့လေ့လာလိုက်တာထက်အမြင်ပြီး17လုံးအလယ်ပြီး9လုံးအနယ်ပြီး24လုံးအဲ့လိုမျိုးအမြင်ပြီးအလယ်ပြီးအနေပြီးဆိုပြီးတော့အဲ့လိုအုပ်စုလေးနဲ့လေ့လာလိုက်တာပိုကောင်းပါတယ်ပေါ့နော်အဲ့တော့ဘီ44လုံးအစင်လိုက်ကြီးလေ့လာလိုက်တာတဲ့ဘာလို့လဲဆိုတော့ဒီအမြင်ပြီးတွေအလယ်ပြီးအနေပြီးတွေခွဲထားတာကနောက်ပိုင်းမှာကျွန်တော်တို့ဒီစရနဲ့ပေါင်းတာပဲဖြစ်ဖြစ်ဒီဝန္နယူရီနဲ့ပေါင်းတာပဲဖြစ်ဖြစ်သူတို့တွေကဘီ44လုံးမှာအတူတူရှိတယ်ဆိုပေမဲ့အတန်တွက်တွေကအတူတူမရှိတော့ဘူးပေါ့နော်အတန်တွက်တွေကွာမှုအများကြီးရှိသွားလို့အားကြောင့်မလို့ကျွန်တော်တို့ကဘီ44လုံးစလေ့လာမယ်ဆိုလို့ရှိရင်အမြင်ပြီး17လုံးအုပ်စုအလယ်ပြီး9လုံးအုပ်စုအနေပြီး24လုံးဆိုတော့အဲ့လိုအုပ်စုလေးလိုက်ခွဲပြီးတော့လေ့လာလိုက်တာကပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့လည်းထိရောက်တယ်ပေါ့နော်အဲ့တော့ဘီ44လုံးအစင်လိုက်မသိတဲ့ကိစ္စမရှိဘူးကိုကဒီဗီဒီယိုမြင်လိုက်တာနဲ့ဒါဘာပြီးလဲအလယ်ပြီးသားအနေပြီးလားဘယ်လိုအတန်ထွက်ရမလဲဆိုတော့သိရင်ရပြီပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးโอเคအဲ့တော့ဘီ44လုံးကိုလေ့လာပြီးသွားပြီသိသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီတရစရ32လုံး32တန်ကိုကျွန်တော်ကလေ့လာရတယ်အဲ့ဒီမှာကျွန်တော်ကအတန်တို့အတန်ရှည်ဆိုပြီးတော့စရမှာရှိတယ်အဲ့ဒါကကျွန်တော်တခါတည်းလေ့လာလိုက်တာတခါတည်းလေ့လာလို့ရတယ်ပေါ့နော်အတန်တို့အတန်ရှည်စရကကြတော့အဲ့ဒါလေ့လာပြီးဆိုလို့ရှိရင်ကျွန်တော်ဘီတရပေါင်းဆက်ခြင်းကနေလေ့လာလို့ရတယ်ဘီတရပေါင်းဆက်ခြင်းပေါ့နော်အဲ့တော့ဘီလည်းလေ့လာပြီးသွားပြီစရလည်းလေ့လာပြီးသွားပြီအဲ့ဒီနှစ်ခုကိုကျွန်တော်ကဘီနဲ့တရပေါင်းဆက်ခြင်းဆိုပြီးတော့ကျွန်တော်ကဆက်ပြီးတော့လေ့လာရမယ်ပြီးလို့ရှိရင်ကျွန်တော်ပုံမြောင်းတရတွေပေါ့နော်ဥပမာစရအို့ဆိုလို့ရှိရင်နောက်ကအသက်ပါလာပြီဆိုလို့ရှိရင်သူ
သူ့ရဲ့စရာပျောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကြောင့်ကျွန်တော်စာပိုင်းအတွက်ပေါ့နော်စာပိုင်းရေးတဲ့ခါကျရင်အဲ့လိုပုံများတရားတွေပါလာမယ်ပုံများတရားတွေပြီးသွားပြီဆိုလို့ရှိရင်တခြားအများကြီးရှိတယ်ကျွန်တော်ဟော်နန်တွေပါကြီးလည်းရှိသေးတယ်ပေါ့နော်အဲ့လိုဟော်နန်တွေအော်နန်တွေအဲ့ဒါတွေပါတယ်အဲ့ဒါတွေလည်းလေ့လာရမယ်ပြီးလို့ရှိရင်ဝဏ္ဏယူအတန်၅တန်ကိုဆက်ပြီးတော့လေ့လာရမယ်ပေါ့နော်အဲ့တော့ဘီရဲ့တရားရဲ့ပေါင်းဆက်ပြီးပြီးရင်ဝဏ္ဏယူနဲ့ဆက်ပြီးတော့လေ့လာရတယ်ပေါ့နော်အဲ့တော့ဝဏ္ဏယူ၅တန်ဆိုလို့ရှိရင်အမြင်ပြီးမှဆိုတာအတန်ပဏ္ဏတန်ရတယ်အလယ်ပြီးမှဆိုတာအတန်ပဏ္ဏတန်ရတယ်အနေပြီးမှဝဏ္ဏယူနဲ့ပေါင်းရင်အတန်ပဏ္ဏတန်ရတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ကဘီရဲ့တရားရဲ့ဘီနဲ့တရားပေါင်းဆက်ပြီးရပြီပြီးပုံမှန်တရားတွေလည်းရသွားပြီပြီးလို့ရှိရင်ကျွန်တော်ဝဏ္ဏယူကိုစပြီးတော့လေ့လာကြမယ်အဲ့တော့ဝဏ္ဏယူလေ့လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတ္တဥပဒေတအတ္တကိုအုပ်စုကြောင့်ကျွန်တော်ဆက်လေ့လာရတယ်ပေါ့နော်အဲ့တော့ဘီနဲ့တရားကိုပေါင်းဆက်ပြီးဝဏ္ဏယူလေ့လာရပြီပုံမှန်တရားတွေလည်းရပြီဆိုလို့ရှိရင်အနောက်ကကပ်ပါလာတဲ့ကျွန်တော်ဒီအတတ်တွေကိုကျွန်တော်တို့သူတို့ရဲ့အတန်ထွက်ရဲ့အတတ်တွေအလုပ်လုပ်ပုံကျွန်တော်ကဆက်ပြီးတော့လေ့လာရတယ်ပေါ့နော်အဲ့တော့ဒီဟာတွေအကုန်လုံးကစာပိုင်းဒီထိုင်းဘာသာကလေ့လာဖို့တဆင်ကြီးစီကျွန်တော်ရေးပေးထားတာပဲဖြစ်ပါတယ်ကိုကခုမှစလေ့လာမယ်ဆိုတော့လေ့လာလို့ရတယ်အဲ့တော့ဘယ်မှာလေ့လာမှာလဲပေါ့နော်ဘယ်မှာလေ့လာမှာလဲဆိုလို့ရှိရင်အခုခေတ်ကကိုသိချင်တာဘာမဆိုအလွယ်တကူရှာလို့ရတဲ့ခေတ်ပါစာရရတဲ့ခေတ်ပေါ့နော်ဒါပေမဲ့တကယ်တက်မြောက်သင်ယူခြင်းလဲဆိုလို့ရှိရင်သင်တန်းတက်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တယောက်တည်း self study လုပ်လို့မရဘူးပေါ့နော်ကိုမှားတာတွေထောက်ပြပေးမယ်သူရှိဖို့လိုတယ်ရှိရနေပြီးတော့သင်ပြပေးဖို့လိုတယ်ပြီးရင်ကိုအတွေ့အကြုံယူရမယ်ဆရာတွေလိုတယ်ပေါ့နော်အဲဒါကြောင့်သင်တန်းတက်ပြီးတိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ self study လည်းလုပ်လို့ရပါတယ်အခု YouTube တွေပြီးရင် ChatGPT တွေလည်းရှိတယ်တခြားအများကြီးလေ့လာလို့ရတဲ့ နယ်ပယ်တွေsocial media platform တွေလည်းရှိတယ်ပေါ့နော်အဲ့လိုလေ့လာလို့ရပါတယ်ဆိုတော့ဒါကထိုင်းဘာသာကလေ့လာမယ်သူတွေအတွက်ကျွန်တော်တဆင်ချင်းစီဘယ်လိုလေ့လာရမလဲသွားရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးတာပဲဖြစ်ပါတယ်အားလုံးအဆင်ပြေလားမသိဘူး ဒီပါ အားလုံးတော့အကျိုးရှိမယ်လို့ထင်ပါတယ်ပေါ့နော် ဟုတ်ရှိပါတယ်ဟိုကလေးတစ်ခုလာမေးထပ်မေးချင်တာလေဟုတ်ရုပ်ဒီမှာလေဘီတရဝဏ္ဏယူ၃ခုပေါင်းထားပါနော်ဘီတရအသက်ဝဏ္ဏယူအဲ့လို၄ခုပေါင်းတော့ရှိလားရှိရဟောရှိတာဟုတ်ဒီမှာโอเคကျွန်တော်တစ်ချက်ပြပေးပါမယ်ခင်ဗျာဒီစကားလုံးလေးမှာဆိုလို့ရှိရင်ဘီရဲ့တရရဲ့အသက်ရဲ့ဝဏ္ဏယူရဲ့ပေါင်းတာဆိုလို့ဒီနံပါတ်7ကစကားလုံးတစ်လုံးပဲပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ငါးသက်နဲ့ပါလာတာပေါ့နော်ကျန်တဲ့စကားလုံးကမိုင်းထိုးဝဏ္ဏယူတွေမပါဘူးပေါ့နော်အဲ့တော့အခုပြောသလိုပဲဘီရဲ့တရရဲ့အသက်ရဲ့ဝဏ္ဏယူရဲ့ပေါင်းတဲ့စကားလုံးတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့ဒါလည်းဆက်လေ့လာမယ်ဒီမှာဘာဖြစ်လို့မထည့်ထားရလဲဆိုလို့ရှိရင်အဲ့ဒါရှိပြီးသားပဲပေါ့နော်အဲ့တော့တရားတွေအကုန်လုံးရသွားပြီဆိုလို့ရှိရင်ဘီတရဒီဝဏ္ဏယူအပိုင်းကိုသင်ရပြီဆိုလိုက်တာနဲ့ကျွန်တော်တို့ကဘီတရအသက်တွေနဲ့စကားလုံးတွေပါကျွန်တော်တခါလေးရသွားတယ်ပေါ့နော်အဲ့ဒီသင်ခန်းစာမှာအဲ့ဒီဟာတွေတခါလေးပါပြီးသားတွေပေါ့နော်အဲ့ဒါကြောင့်ဒီအသက်ကိုစုရတယ်တက်ရှိတယ်အဲ့ဒါကြောင့်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါဆိုတော့ဒီနေ့သင်ခန်းစာဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီမတရာမဲ့ကိုအတန်အတွက်လေ့ကျင့်တာပြီးရင်ဝါဟာရမီနီလုံးမှာတခါလေးဖတ်သွားတာလေ့ကျင့်သွားတာပဲဖြစ်ပါတယ် bonus အနေနဲ့ကတော့ကျွန်တော်တို့ထိုင်းဘာသာကလေ့လာတဲ့ခါကျရင်ဒီစာပိုင်းကနေဘယ်လိုတစင်းကြီးလေ့လာရမလဲပေါ့နော်အဲ့တော့စကားပြောပိုင်းလေ့လာခြင်းတဲ့သူတွေကရပါတယ်စကားပြောပိုင်းသင်ပေးတဲ့ဆရာကြီးလည်းအများကြီးရှိတယ်ဒါပေမဲ့စကားပြောပိုင်းကိုအခြေခံအနေစပြီးတော့ sharing လုပ်ပေးတဲ့သူတွေကအဲ့လောက်ထိမများကြဘူးပေါ့နော်အဲ့တော့စကားပြောပိုင်းဘယ်လိုလေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Telegram မှာကျွန်တော်ချပေးထားပါတယ်ပေါ့နော်ကျွန်တော်ဆရာနိုင်စိုးရဲ့ဒီ free seminar class ဒီထဲမှာ join မှုတဲ့သူရဲ့ပိုင်းလည်းပါလိမ့်မယ်ပေါ့နော်အဲ့ဒီထက်မှာဆိုလို့ရှိရင်စကားပြောပိုင်းကိုစလေ့လာမယ်သူတွေအတွက်ဘယ်လိုလေ့လာရမလဲဆိုတာကိုအဲ့ဒီ free seminar မှာပြောပြပေးထားတယ်အဲ့ဒီ video link ကိုလည်းကျွန်တော်ရဲ့ဒီ Telegram နဲ့တန်းစင် sharing ဆိုတဲ့ Telegram မှာကျွန်တော်ဘယ်လိုပြောမလဲpost တင်ထားရလို့ပြောရမယ်ပေါ့နော်လုပ်ပေးထားပါတယ်တွားကြည့်လို့လည်းရပါတယ်ပေါ့နော်စကားပြောပိုင်းလေ့လာမယ်သူတွေဆိုလို့ချင်းဒါကကျွန်တော်စာပိုင်းလေ့လာမယ်သူတွေအတွက်ကျွန်တော်တဆင်ချင်းစီရှင်းပြပေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျာโอเคဒီနေ့တက်ကတော့ဒီလောက်ပါပဲဟုတ်ကဲ့ခါအားလုံးပေးရတဲ့အချိန်နဲ့အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်အားလုံးကျေးဇူးပါဟုတ်ကဲ့ပါအဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်အားလုံးပြောချင်တာရှိလို့ရှိရင်လည်းယင်းနေ့ပြောလို့ရတယ်နောက်ပိုင်းတွေမှာဒီလိုမျိုးစွန်းကကျွန်တော်ရှိဖို့ကမသေးကြဘူးပေါ့နော်အဲဒါကြောင့်ဒါကကျွန်တော်အားလုံးအတွက် surprise တစ်ခုအနေနဲ့အားလုံးနဲ့ခင်မင်းကြီးလေးရှင်းအောင်ကျွန်တော်လုပ်ပြတာဖြစ်ပါတယ်โอเค
ဆိုတော့ကျွန်တော်ဓာတ်ပုံရိုက်ကြမယ် screenshot ပေါ့နော် screenshot ရိုက်မယ်ဒါအမှတ်တရအနေနဲ့ကျွန်တော်တန်းစင် sharing page မှာကျွန်တော်post တင်မယ်ပေါ့နော်post တင်တဲ့ခါကျလို့ရှိရင်လည်းဒီနေ့မှာကိုဘယ်လိုခံစားရလဲဘာရလိုက်တာနဲ့ပတ်သက်ပြီးတော့ comment အဆင်ပြေတာတစ်ခုလာမှန်းပြီးလို့လည်းရပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော် memory တစ်ခုအနေနဲ့မှတ်တမ်းလေးတင်ခဲ့မှာဖြစ်ပါတယ်အားလုံးဒီနေ့လာ join ပေးကြတဲ့သူတွေအားလုံးကိုအချိန်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော် screenshot လေးရိုက်လိုက်အောင်မယ်နော်ခဏလေးပါမထပ်တာပါနဲ့အောင်ပေါ့ကင်မရာလေးဖွင့်ထားလို့လည်းရတယ်ပေါ့နော်ကျွန်တော်ပြေးမှာပဲတင်မှာတခြားမတင်ဘူးတခြားတင်မဲ့နေရာမရှိဘူး alright ဆိုတော့ကျွန်တော် screenshot ရိုက်ပါမယ်ကင်မရာဖွင့်ဖို့အဆင်ပြေတဲ့သူတွေဖွင့်လို့ရတယ်မဖွင့်လည်းကိစ္စမရှိပါဘူးဆိုတော့ 3 2 1နှစ်ပေါင်းလိုက်ရမယ်ပေါ့နော်3 2 1 Okay ရတာပါပြီစကုံးရလိုက်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ကြောက်ချင်းစီအချိန်ပေးပြီးတော့လာ join ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒီ Zoom record ကိုလည်းဒီ Telegram group မှာပဲကျွန်တော်တင်ပေးသွားပါမယ်ဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ပြီးတော့ကျွန်တော်စာစစ်စေခြင်းလို့ဗီဒီယိုလာပို့ပေးရဆိုလို့ရှိရင်လည်းကျွန်တော်တေချာလေးအသေးစိတ်စစ်ပေးပါမယ်နောက်ထပ်အခါခွင့်သင်လို့ရှိရင်လည်းဒီလို Zoom လေးတွေကိုလုပ်ပေးပါမယ်ခင်ဗျာ Okay ပါ တင်ပါတယ်ရှင် ပါ ဟိုကလေသူ Okay ขอบคุณค่ะ နောက်ဘယ်ရက်လောက်လုံးပါမသိဆရာ ကျွန်တော်အဲ့လိုမျိုးတော့တွေ့တော့မတွေ့တာဘူးကျွန်တော်အခါခွင့်သင်တော့လုပ်ပေးခြင်းတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ကျွန်တော်ပြစ်မှတယ်ဒီလိုမျိုးအခုသင်ခန်းစာဆိုတော့ကျွန်တော်ဒီနေ့9နာရီမှာကျွန်တော် post တင်လိုက်ပြီ Telegram မှာတင်လိုက်တယ် Facebook မှာတင်လိုက် YouTube မှာတင်လိုက်တယ်အခုလိုမျိုးကြီးတော့ကျွန်တော်လုံးဝပေးဘူးပေါ့နော်အဲ့တော့နောက်ထပ်လုပ်ဖို့ရှိလားဆိုလို့ရှိရင်တော့အခါခွင့်သင်ရင်တော့ကျွန်တော်လုပ်ပေးခြင်းတယ်ပေါ့နော်ဒါပေမဲ့လုံးဝပေးဖြစ်လေကိစ္စမရှိပါဘူးဒါကကျတော့ကျွန်တော်ဓာတ်ရိုက်စာရှင်းပြပြီးတော့လေ့လာလိုက်တာကျတော့ပိုကောင်းတယ်ပေါ့နော်အများကြီးနဲ့ပေးမှာဟိုတင်တာလေ့လာကျတော့လေ့လာလို့ရတယ်ဒါပေမဲ့ကိုတောက်ထက်ဖြစ်တယ်ပေါ့နော်အခါခွင့်သင်ရင်ကျွန်တော်ဆက်ပြီးတော့လုပ်ပေးပါမယ်ပေါ့နော်ဘယ်အချိန်ခါတော့ကျွန်တော်လည်းမသိသေးဘူးပေါ့အဲ့ဒါကြောင့် စိတ်မှလေ့လာတယ်သင်ပြပါတယ်ဆရာ ဟုတ်ကဲ့ Okay ဆိုတော့ချာဘာပြောဖို့ရှိအောင်မလဲပေါ့နော်ကျွန်တော်နောက်ထပ်မတွေးဆောင်ရတော့ဆိုတော့ပြောမဲ့စကားလေးမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့စုံလင်းအားလိုက်ပါမယ်အားလုံးထင်မစားပဲလာကြိုင်းတဲ့သူတွေလည်းပိုင်ရပါမှာပေါ့နော်ဘိုက်တွေလည်းစာနေရောပေါ့လိုင်းရမကောင်းဘူး ဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်စုံလင်းအားလိုက်တော့မယ်နော် ကဲပါ ဟုတ်ကဲ့ပါပြီးလို့ရှိရင်ကျွန်တော်ပြင်မှာ post တင်အောင်မယ်နော်အဆင်ပြေလိုက် comment တစ်ခုလာမှန်းပြီးလို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ဟုတ်ဆရာ နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်disclaimer ခံထားတာပေါ့နော်ကျွန်တော်ကဆရာတယောက်မဟုတ်ပါဘူးလေးလာတဲ့သူတယောက်ပေါ့နော် level နဲ့ဆိုလို့ရှိရင်တော့ကိုယ့်ကိုသတ်မှတ်တာကျွန်တော် intermediate level အလယ်လက်လောက်ရှိပြီကျွန်တော်ကိုသတ်မှတ်ထားတယ်ပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တက်တဲ့သူရှိမယ်တက်တဲ့ကတော့အားသက်ချက်အားနဲ့ချက်မတူဘူးပေါ့နော်ပြီးတော့ကျွန်တော်ကလည်းဆက်ပြီးလေးလာနေတဲ့သူတယောက်ပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့ရည်ရွယ်ချက်လည်းရှိတယ်ပေါ့နော်အားကြောင့်မျိုးရည်ရွယ်ချက်ကိုသွားတဲ့အချိန်မှာကိုလိုလေးလာတဲ့သူတွေအတွက်အထောက်အကူပြုအောင်တစ်ဖက်တစ်လမ်းကနေလုပ်ပြတာပဲဖြစ်ပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ပြောမဲ့စကားမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်စွန်လေးကိုအံ့လိုက်ပါတော့မယ်ခင်ဗျာ နေပါဦးနေပါ Okay ရပါတယ် ကိုတန်းတယ်ခင်ဗျ ဟုတ်ကဲ့ တိုင်းစကားပေါ့နော်ကိုကအဲ့လိုမျိုး intermediate level အလဲပေါ့နော်အလဲအစစ်လဲလက်တစ်ခုရအောင်အချိန်ဘယ်လောက်ပေးလိုက်ကျွန်တော်အတွက်ပေါ့နော်ဒါကျွန်တော်အတွက်တခြားသူတွေအတွက်တော့မပြောတတ်ဘူးကျွန်တော်အတွက်ကတော့ဘယ်လောက်တော့ရှိမလဲတစ်နှစ်ကျော်ပေါ့တစ်နှစ်ကျော်လောက်တော့အချိန်ပေးရတယ်ဒါကျွန်တော်အတွက်ကျွန်တော်အလုပ်တစ်ဖက်နဲ့လေ့လာရတယ်ဒါပေမဲ့ကျွန်တော်တက်ကောင်းတာကျွန်တော်ဒီဇိုင်းမဲ့လေ့လာဖြစ်တယ်ပေါ့နော်ဒီထိုင်းစကားကိုပဲအဲ့တော့ကိုတင်ရတဲ့ဆရာနဲ့လည်းသက်ဆိုင်မယ်ပြီးတော့ကိုယ့်ရဲ့ဟိုဒီဇိုင်းမဲ့လေ့လာတဲ့ကျူသားအထောက်မှုပေါ်မှာလည်းမူတည်တယ်ကျွန်တော်တက်ကတော့တစ်နှစ်ကျော်လောက်တော့ပေးလိုက်ရတယ်ပေါ့နော်အဲ့ဒါကလည်းအခုထိကျွန်တော်အဆက်အမပြတ်လုံးနေလို့ပဲပေါ့နော်ဒါလို့ကိုကလေးလာပြီးတော့အဆက်ပြတ်သွားတယ်ဆိုလို့ရှိရင်မေ့သွားတယ်ပေါ့နော်အဲ့လိုမျိုးမေ့သွားတယ်အဲ့လိုစိုင်းပြန်မေ့သွားတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုး
အဲ့ဒါလေစာပိုင်းပဲလေ့လာတာတကယ်ပြောတိတတ်နိုင်သွား စကားပြောစာပိုင်းအောင် နှစ်ခုတွဲသွားလိုက်တာ ဟုတ်တယ်အရင်ဆုံးကျွန်တော်စကားပြောအရင်လေ့လာလိုက်တာအဲစကားပြောပြီးမှစာပိုင်းကိုလေ့လာတာဒါပေမဲ့စကားပြောကိုမလေ့လာခင်မှာအရှေ့ပိုင်းလာအနှဲငယ်မှာကျွန်တော်ကကိုယ့်ဘာသာကို self study လုပ်ထားတယ်ပေါ့နော်အဲစာပိုင်းနဲ့ပတ်သက်ပြီးတော့အဲ့တခုရှိတယ်အားလုံး ဟုတ် ကျွန်တော်ပြောအဲ့တခုရှိတယ်အဲ့တော့စာပိုင်းကိုတော်တော်များတော့လိုအပ်ချက်ကြောင့်စကားပြောပိုင်းကိုလေ့လာကြရတယ်စာပိုင်းကိုမလိုအပ်ဘူးလို့ထင်ကြရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အားပေးတာအဲ့စာပိုင်းကိုလေ့လာစေခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကစာပိုင်းကိုထားပါတော့ basic အခြေခံပေါ့နော်ပိုင်ပိုင်နိုင်နိုင်ရသွားပြီဆိုလို့ရှိရင်စကားပြောပိုင်းကိုလေ့လာတဲ့ခါကျရင်အရန်လေ့လာတိုးတက်တာအရန်မြန်ဆန်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တခြား share ဗီဒီယိုတွေပဲကြည့်ဒါမှမဟုတ်ကိုကနောက်ထပ်သိချင်တာဟာပဲရှိကြည့်ဒီထိုင်းလို့ရှာပြီးတော့လေ့လာသင်ယူလို့ရတယ်အဲ့ဒါအရန်မြန်တယ်ပေါ့နော်တိုးတက်မှုကအဲ့ကြောင့်စာပိုင်းလေးပါလေ့လာစေချင်ပါတယ်လို့ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ ဟိုကလေကိုတတ်တယ်ရှင် ဟုတ်ကဲ့ ဟိုကလေဆရာရဲ့ဒုတိယအဲ့ဒီစကားပြောပိုင်းရလေဘယ်တော့လောက်ပြန်ဖွင့်မယ်လို့ကြားတယ်မသိဘူး ပြောပြမှာလားအမှန်အဲ့ဒါရကျွန်တော်ပြီးမှပဲတရားဝင်ကြီးညာတာအဲ့လိုမျိုးကြိုပြောလေးတော့မရှိဘူးပေါ့နော်ဒုမရှမောပြောနေတာကျွန်တော်ပြောပြမယ်ဘယ်နှစ်ရက်နေ့လဲဆိုတော့လာမယ်ဒီ၄လပိုင်းပုံကန်ဤမှာလာမှာပေါ့ ဝေးသေးတယ်အဲ့ဆိုလို့ရှိရင်လေပထမစာတွေမမေ့အောင်လေမျိုးတခုခုလုံးတင်တယ်လို့ထင်တယ်အဲ့ဒါဘယ်လိုမျိုးလုံးတင်တယ်လို့ထင်တယ် ပထမစာရေးမမေ့အောင်ဆိုလို့ရှိရင်ဘယ်လိုလုပ်တင်နေဆိုတော့အဓိကစာရေးနဲ့အဆက်မပြတ်စေခြင်းဘူးကျွန်တော်ကတော့အဲ့လိုမျိုးအရှိရရထားတဲ့စာရေးအဓိကတော့အစာရေးနဲ့အဆက်မပြတ်လေကောင်းနေပဲပေါ့နော်အဆက်ပြတ်သွားလို့ရှိရင်စာရေးမေ့သွားတယ်အရှိရစာရေးကိုကျွန်တော်ကပပိုင်နိုင်နိုင်ရထားဖို့တော့လိုရပေါ့နော်အဲ့လိုမျိုးအရှိရစာရေးကိုနောကျင်နေဖို့လိုရပေါ့နော်အဲ့လိုကျွန်တော်ကတိတယ်နားလဲသွားတယ်ဆိုတော့အဆင့်လောက်မဟုတ်ဘဲနဲ့ဒါကိုပိုင်နိုင်သွားတယ်နောကြည်သွားတယ်အဲ့လိုမျိုးအဆင့်လောက်ထိအဲ့ဒါကြောင့်ကျွန်တော်လေ့ကျင့်ယူရတာကိုကျွန်တော်တိတယ်နားလဲတယ်ဆိုတာတခြားသူလာပြောနေကျွန်တော်တို့ကတိနားလဲသဘောပေါက်ကြရတာကိုအဲ့တော့တကယ်ကိုယ်တိုင်ပပိုင်နိုင်နိုင်ရသွားဖို့ဆိုရင်ကိုယ့်ဘာသာကိုလေ့ကျင့်ရတယ်ပေါ့နော်အဲ့တော့လေ့ကျင့်ဖို့ဆိုကျွန်တော်ကအစာနဲ့အဆက်ဆက်လုပ်နေရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ကြောင့်မမေ့လို့ဆိုရင်အဲ့လိုအဆက်ဆက်လုပ်ရမယ်ပေါ့ဘယ်ရောက်သွားကြလဲ ဟုတ် ငင်းတော့ အဲ့ဒီကြောက်လာလို့ကျုပ်တက်ကြီးအကုန်လုံးငြိမ်ကြတော့တာ လေးလာပိုင်း ခဏအမခုနထန်းက level 2လို့ပြောလိုက်တာလေ ဟုတ်တယ် level 2ကခဏတော့ကျွန်တော်ပြန်ပြောမှစကားကိုlevel 2က level 2ကခဏကျွန်တော်အဲ့ဒါကိုဟုတ်တယ် level 2ကမတတ်မှတ်သေးဘူးအမ အဲ့ထန်းက level 2တက်ဖို့လေကျွန်တော်ပထမတန်းပြီးနောက်တဲ့ဒုတိယတန်း level 2ဆိုတက်ဖို့ဟာအဲ့ဒါကျွန်တော်မတတ်မှတ်ရသေးဘူးရက်တွေအတိအကျဘာလို့လဲဆိုတော့ဟိုဒီကြားထဲမှာတဘောဘေးအနေနဲ့နိုင်ငံရေးအခြေအနေတွေကဖြစ်သွားတာဆိုတော့အဲ့လိုမျိုးတွေပေါ့အဲ့ဒါကျွန်တော်ပါတယ်အဲ့ဒါတော့မတတ်မှတ်ရသေးဘူးဟိုခုနကျွန်တော်ပြောလိုက်တဲ့တတ်မှတ်ထားရဆိုတာကအဲ့ဒါကဟိုပါဒီလာမဲ့အတန်းအသစ်ဖွင့်ဖို့တက်ဖို့ပေါ့နော်ကြီးညာဖို့အတွက်အဲ့ဒါalright အားလုံးပြောကြစကားမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်စမ်းလိုက်တော့မယ်ပေါ့နော် ဟုတ်ကဲ့ကိုတာ ဟုတ်ကဲ့ပါ ဒီပဲနော် ဟုတ်ကဲ့ပါခင်ဗျာဆိုတော့ကျွန်တော်တို့နောက်ထပ်ခါခွေးသိရင်ပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဇွန်အန်လိုက်ပါတော့မယ်ဗျာ bye 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 bye